ချစ်စောတင်ငယ်ချင်း3ယောက်အပိုင်းနှစ်ဟဲ့ငါတို့လေမြို့ပေါ်သွားရအောင်ငါတို့အခုလေစကင်နေပါကဲပြီးဆိုမြို့ပေါ်သွားမလားသွားမယ်အဲ့ဆိုလို့ရှိရင်ခဏနေအောင်နင်တို့ထိုင်အောင်ခဏနေအောင်နေအောင်နင်တို့ကလည်းငါဟိုဖြစ်ပေးမယ်ငါဟိုဖြစ်ပေးမယ်နော်ခဏနေလို့နေလိုက်အောင်ဟဲ့ဖြစ်ချောငါဟိုလေနင်တို့2ယောက်အတွက်ငါဟိုဖြစ်ပေးမယ်ခဏလေးနော်နင်တို့2ယောက်ကလည်းရေးချောင်းဆိုအိတ်ဖို့ပဲဒီငါလည်းပက်ဟဲ့အဲ့ဆိုနင်တို့2ယောက်အတွက်ငါအင်ကြီးတွေဘာတွေထုတ်ပိုးလိုက်တော့မယ်နော်ရွာကိုကြိုက်တဲ့ချိန်ပြန်လို့ရအောင်ဒီမှာပဲထားခဲ့လိုက်မယ်ပစ္စည်းတွေအင်ကြီးတွေယူသွားမယ်လေအေးဟုတ်တယ်နော်ဟုတ်တယ်ပစ္စည်းထားအောင်ငါလုပ်လိုက်အောင်မယ်အေးပါဟိုကလေငါတို့လေဆိုင်တစ်ခုသွားဖို့ရှိရလိုက်အောင်မလားနင်တို့လိုက်မယ်โอเคအရင်ဆုံးငါတို့ဘယ်ကိုသွားကြမလဲမြို့ပဲအရင်တက်မလားတက်မယ်အဲ့ဆိုငါတို့သွားမယ်ဖင်လန်ကိုသွားမလားငါဒီရွာမမနေတော့အေးရွာမမနေချင်ရွာအရင်ကပဲပြန်နေတော့မယ်ရွာအရင်လေတိတ်ဆက်တိတ်ဆိတ်တယ်ဟုတ်တယ်ငါတို့နေချင်တာအဲ့လိုမျိုးတွေမှာနေချင်တာဒါပေမဲ့ရွာလေးကိုလည်းမမေးနိုင်ပါဘူးဟဲ့ငါတို့ဒီမှာငါတို့ငယ်ငယ်လေးတွေကနေခဲ့ရလေငါတို့ဒီပစ္စည်းထားရင်ရွာလူတွေကိုအေးဟုတ်တယ်ဟုတ်ဒီပစ္စည်းတွေကိုကုန်ထားခဲ့မယ်နောက်ထပ်ငါတို့ရွာပြချင်လဲယူစရာမလိုတော့ဘူးလေဟုတ်တယ်နော်အဲ့ဒါလေအဲ့ဒီထားခဲ့လေခဏနေပါအဲ့ဒီထားခဲ့ကြမလို့အဲ့ဒီထားမထားခဲ့တော့ငါတို့ဟုတ်တယ်နော်ထားခဲ့လေအောက်တော့ဝေးအောက်ထုတ်လားနင်တို့သွားအောင်မလားသွားတော့အဲ့ဒီမှာငါ့ထုတ်ရှိရလေဒီနေ့တော့နင်မလဲဟိုခဏလေးတော့သွားကြမယ်ငါတို့အဲ့ဆိုသွားမယ်နင်တို့လမ်းလျှောက်သွားမလားမသွားနဲ့သွားအရင်ဆုံးငါတို့လေဘယ်သူစီကိုရင်သွားမလဲနှင်းတော့သွားဖင်လန်ကိုသွားပြီးတော့လေငါတို့လေရေပူစမ်းမှရှိရလေမာကြီးလေဟိုမာကြီးလေဗါတဲ့သူ့နာမည်ငါသိပါရဲ့ချားလေးကေကေကိုငါတို့သွားပြောကြမယ်အရင်ဆုံးငါတို့အိမ်ငါးထားရသလားအဲ့အိမ်ကရမ်းမိုက်တယ်လာအဲ့မာကြီးကငါဖုံးဆက်လိုက်မယ်နော်နောက်ပြီးအေးကဲငါတို့ရောက်ကြမယ်ရောက်ပြီငါတို့ရောက်ပြီဆိုတော့နေကြမယ်မာကြီးကေကမိုင်းကေကငါမိုင်းကေဘာကြီးကြိုက်တယ်လည်းမသိဘူးကွာငါသွားရင်မြို့သွားဝယ်ပေးရမယ်မိုင်းကေဖုန်းနံပါတ်ကဘယ်ရလဲနေရတူရနော်ကဲဟဲ့နင်တို့အိမ်ရောက်ပြီဆိုတော့နားကြအောင်လေအေးငါနားမလားဒါပါလို့ရောက်မယ်ခဏအေးရောခဏနေငါဘယ်ရောက်သွားကြမလဲကောက်ကလေးအိမ်ဘောတော့နေလေအေးနေမအိမ်ကဖုန်းသွားပြောလိုက်အောင်မယ်။ည TV ကြည့်မလား။ဒါလည်းတေရောဝယ်။ TV သွားကြည့်မလားနေနဲ့ငါနဲ့။ည TV ကြည့်ငါမိုက်ကီကိုဖုန်းပြော။မိုက်ကီခဏနေရောငါဖုန်းပြောရမယ်။နေဒီမှာထိုင်နေတော့ငါ TV ဖွင့်ပေးမယ်ထိုင်။ခင်နော်ငါ TV ဖွင့်လိုက်မယ်။ဟဲ့ငါစပွဲခုံမှာထိုင်နေတာ။ထိုင်နေရမှာပါပဲဒီမှာပါရဲ့။လို့ငါဖုန်းဆက်လိုက်အောင်မယ်။လာတင်းHello မိုက်ကီHello ဘယ်လိုလဲ Hello မိုက်ကီအေးပြောမိုက်ကီဘာလဲညီနေမိကြောင့်မရှစ်ပိတ်ထားပါရှင်ဟာသွားပါပြီအဲ့ဘယ်လိုသွားကြမလဲဟဲ့နင်တို့ခဏနေအောင်ငါအပြင်ကိုစူးစမ်းလေးလာလိုက်အောင်မယ်နင်လိုက်မလားခါလေးလိုက်ပါပေါ့တမရဆိုအရင်ဆုံးငါတို့မုတ်ပဲပတ်စားကြမလားမုတ်ပတ်စားကြမလားဒါကြီးပတ်စည်းခြင်းနဲ့မုတ်ပတ်စားမလားပဲပြောနောက်ပြီးရင်စားပဲစားမယ်ဒီလေကြရင်ငါမုတ်ပတ်စားကြမယ်ဒါစီးမယ်ခဏနေအောင်နင်တို့ကရွာတယ်မျိုးဟိုဖင်လန်လေးရောက်တုံးလေအေးစင်းနေရမလားမှတ်တယ်နင်တို့2ယောက်ရှေ့မှာထိုင်လာသွားနုံ2ယောက်2ယောက်နောက်ဆောင်နေတယောက်တည်းနေလိုက်ရတော့ငေါင်းရောက်နေမယ်ရောက်သွားမယ်လေရောက်သွားလို့မရတာပါချလိုက်မယ်3ယောက်ပဲရှိတာကို4ယောက်သွားခလေးမဲ့သွားခေါ်သွားစိတ်ညစ်တယ်မိုက်ကီကိုခေါ်မယ်လေအဲ့ဆိုနောက်တစ်ယောက်မိုက်ကီကိုခေါ်ပါမယ်ကျမတို့မိုက်ကီကိုခေါ်ပါမယ်မိုက်ကီလာအောင်ကျွန်တော်နဲ့တူထိုင်မယ်မိုက်ကီကွေးမဘာမှပါဒီမှာမိုက်ကီကလူရုပ်တယ်မိုက်ကီကလူရုံးတယ်ခွေးရုပ်ဖြစ်ပါလို့ခွေးရုပ်ပါအော်ကျဲခဲ့ပြီးပြီမပေါ့လို့ခွေးရုပ်နင်တို့ပြမိုက်ကီကကြောက်နေကြခါတယ်ကနေလောက်ကြရဟုတ်မဖွဲနဲ့လို့ဒီလိုရိုက်နေဟောဒုက္ခပဲယေးခုယောက်ကမြဲလိုက်တာ
ပြန်စင်းလေပြန်တက်လေဘာလို့လုံနေ ဘာနဲ့အမွားတွေဟဲ့ဒီတို့ကစဉ်းစားနေငါတို့ဒီမနဲ့ရ ညာဦးကဘာလို့လို့ဘွားပြီငါတို့က တွေ့မယ် တို့တွေ့မယ်ဆိုတော့ငါတို့ကဘာလို့ဒီမှာကြောက် တက်နေတယ်မရှိ ငါတို့တော့မဟုတ်ဘူးကြောက်နေတာသူက သူ့ဘာလို့ဖြစ်နေရတော့ ဟုတ်တယ် ဟိုလူလေးပါလား သူတို့ရစတောင်း ဟဲ့ဘာလို့အဲ့စီးကြမယ်လေ စီးကြမယ်ငါတို့စီးကြမယ်မိုက်ကီကိုမထော်တဲ့တော့သူကသူပဲပြမဖြစ်နေတာထားခဲ့လိုက် အေးညကလည်းနောက်ကျောင်းတည်မယ် ဘာလို့မိုက် ငါတို့တော့မတော်ဘူးဘာမှလည်းပြောအားနေတာလေ ဟုတ်ပါလောက်ငါဟိုအောင်သွားကြမယ်မြန်လောက်သွားမယ်အိမ်သွားလေခေါင်းနဲ့စီးရအောင်ဟဲ့အဲ့မိုက်ကီအိမ်မှာနေတာမဟုတ်လားသမီးတို့ကကဲငါတို့စကိတ်သွားစီးကြမယ်နော်စကိတ်သွားစီးကြမယ် ပါခိုင်လာလေ စကိတ်သွားစီးကြမယ်ငါတို့ကဲဘာဝယ်ကြမလဲစကိတ်တွေလေငါတို့ အဲ့ငါ ငါရင်ဝယ်မယ်ဟဲ့ငါတို့နှစ်ယောက်ရှင်ဝယ်မယ်နေလိုက်တော့အဲ့မှာ ဘာပဲရောက်လာ ငါတို့နဲ့စီးဝယ်ကြမလားဟဲ့ အေးဝဲမယ်နေနောက်ကလို့နေကြောင်မပါဘူးနော်ငါတို့နှစ်ယောက်စစ်တူဝယ်မလား အေးလို့ အေးနော်ဟဲ့ဝယ်မလားပဲပြောငါ့ကို အဲ့ဝဲပါကျမပဲ နေငိမ့်နေနေဘယ်မှလောက်ခိုင်းငါ့ကိုလာပြီးတော့ငါမလောက်တော့ဘူးနင်တို့နဲ့စင်တူငါဓာယူမကူပါလား ခဏနေအောင်ငါသွားယူလာအောင်ငါအင်းကြီးထုတ်ဘယ်နာရေကူမှာအဲ့လောက်ချမ်းနေသိရောအောင်မလေးဖြတ်ပြီးတော့အိုးငါပစ္စည်းငါယူမှာနင်တို့ကနင်တို့ပစ္စည်းခဏနေအောင်ငါထည့်လာအောင်မနင်တို့ငါထည့်ပြီးမှထည့်အင်ကြီးမွဲတော့နော်ငါတို့ဝေပဲဝေလိုက်နောက်ပြီးမှငါတို့အင်ကြီးပြန်ဝေမယ် ယူထားခဲ့အေး ငါရောင်းတာမဟုတ်ဘူးနော်အဲ့ဒါမရောင်းပါလို့တက်ထားလိုက်မဆိုင်ဘူးမရောင်းပါခဏနေအောင်နင်တို့ငါတက်ပြီးနင်တို့တက်ကြအိမ်မှာအဝတ်တက်ငါလေးနင်းလေးမရောက်သေးပါဘူးဆိုနေမှာခဏနေပါဆိုရမ်းချွာတာဒီကောင်မခဏနေရောက်နေရအဲ့လေနေငါလုံးမခဏနေအောင်နောက်ပြီးရပြီနော်ငါတော့အဲ့ပြောဟဲ့အဲ့လုံးရခဏရပြီဒီလုံးဖုံးလေကွာကြောက်ပွဲတော့မယ်ညင်လောက်ဘာဖြစ်နေဆိုကငိမ့်လုံနင်တို့ငိမ့်မလို့ပဲဝါလုံနေတယ်ငိမ့်မစီအကောင်မှာပြောရလေရမ်းခက်တာပြောရလေသူများပြောရလေပြောရရှိအောင်မယ်ရောက်ပါနေဝိမရောက်ပါလို့ဆိုင်းမတခြားငါရိုက်နော်အဲ့ဆိုငါတို့နှစ်ယောက်ရနေမဲကြံတော့ခဏနေသူ့ဟိုပေးလောက်သူချော့ပါဝင်မှာလဲငါလားအေးပါဝင်မှာအဲ့ငါ့ကိုလည်းခေါ်အောင်လေ ဒီဝခေါ်မေးလို့လို့ဟဲ့သူလည်းလက်လျှောက်နေတယ်များလားအချိန်ပြီ လောတော့ချိန်မရှိပါဘူးညအဲ့အင်ကြီးတွေရှာလို့မရဘူးနင်ကဘာနဲ့မှမတောင်ဘူးညလိုက်တာရှာပေးမယ်ဒါယူမလားအစိမ်းရောင်လေး အဲ့ဒါယူရဲ့ ညအစိမ်းရောင်နဲ့ကံပါရဲဆိုတော့အစိမ်းရောင်ယူလိုက်ရော့အစိမ်းရောင်နဲ့နင်ကအရန်ကံပါတယ်အေး အဲ့ငါပြန်လို့ကြည့်အဲ့ဘယ်ကူကမှာတော့အစဲရောက်ပဲယူရမှာတော့ ယူသေးအောင်ယူနေမှာယူသွားအိုင်းမှာ ငါစဝေးကိုအစဲရောက်ပဲ ပြောင်းပေးမှာညအဲ့လိုပြောင်းပေးမစဉ်းစားတယ်မြို့ကောင်နေတာလေအဲ့ဒါ အဲ့တော့ကြီးကဘာဖြစ်လို့အိုးနေလို့လား အဲ့တော့မယူလားမယူလည်းပါဖြစ်ဘူးငါတို့ကထားတယ်အဲ့ဒါကဟာဒုက္ခပဲပြန်မယ် အော်အဲ့ကိမစရောလား စီးတယ်လေဘလို့ဖြစ်နေတာတောင်းမယ်တောင်းပေါ်တက်မယ်လားငါတို့အရင်ဆုံးဘိုက်စားမသွားစားမယ်လား မဆိုင်ရှိလား အဲ့နေစားတယ်စဉ်းစားနေစားဒီဘူးကနည်းနည်းရှိပါမရှင့်လောငါတို့ဘယ်မှာသွားစားမလဲအိုးဒီမှာဟုတ်မစားတော့ပါဘူးအရင်ဆုံးဒီမဲ့ရှိလိုက်တော့ ကြီးပဲရေးပါပဲ နင်တို့ကလေအဲ့လိုမပြောနေငါသိနေ ကြီးမယ်စီးမယ်ငါရေးစီးမယ်အဲ့ငါကြောက်တော့ပါထားတယ် ညို့နောက်မှာပြမထားဒုတ်တွေရောဒုတ်မရှိတော့ဘူးဟဲ့နေတော့ပေးငါ့ကိုနေတော့ပေးအဖွားကြီးကငါ့ကိုဟိုယူပေးပါအဲ့ဒီ နေအဘွားကြီးကအင်ကြီးမယူနိုင်အဘွားကြီးကအင်ကြီးမယူနိုင်နဲ့ဒုတ်ယူလိုက်ရောဒုတ်ယူလိုက်နေခဲ့လိုက်တော့ပန်းဝေးနေခဲ့လိုက်တော့ငါပြောရှေ့လေးနေခဲ့လိုက်တော့ don't shoot လား ဒုက္ခရှိရယူလို့မရတာကောင်းအရန်သေးတော့ညောင်းငါကြည့်နေတာဘယ်မှလဲဘယ်လိုယူရမှာယူရကွာကိုဒီဝဲယူကွာကိုရောင်းယူအေးရလို့တိုင်းမှာဆုံးနေမှမကြိုင်ဘူးရော့ ငါတရားပဲစီရရ မစီးနဲ့ခရနေအောင်နဲ့မစီးနဲ့အောင် မကြောက်တော့ဘူးလေ အော်ထော်ရဲနေပါမီရ
ချီနေတဲ့အရေးတွေကချော်လဲနေပါလေဆိုနေမှာသွားမယ်ငါတို့ အေး ဒီကနေစီးမယ်ဒီကနေ အဲ့ဒါစီရတာ တက်ပြီးစီးပြီဟဲ့ငါလည်းရေးတဲ့အားချောင်းနေပြန်မစီးပါမယ်စီးလို့စီးဒုက္ခပဲသွားနေလို့မစီးငါသွားဆိုလာ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 ခေါ်လိုက်တော့တို့ ခဲ ငါတို့ကဟိုဟာဖြစ်စီရမလို့နော်ဟိုဟာသူ့အတွက်ပဲငါတို့ကဟိုဟာယူပေးရမှာတော့ ဒီလိုယူရတာပေး ငါရေးစီးမယ်နေလို့ တော့အဲ့ ဒီ တူ နောက်ကနဲ့ပြိုင်မယ်ဟဲ့ငါရေးစီးမယ်နော်ငါရေးစီးမယ် 1 2 3 ဝီ သူ့ကြတော့မကြောက်ခဲ့ပြီးပြောင်း ငုတ်တွေငါရေးစီးမယ်လေဝီတွေ့လားနင်တို့ထက်ငါကျန်းတယ်ငါနင်တို့ထက်ကျန်းတယ် နည်းနည်းလေးနေတော့လာလေ နင်းလေးတော့နင်တို့တွားကြမှာရပြီငါကတော့ ဟဲ့မောင်ကမ ဟဲ့ဒီမှာ ဟဲ့ကမนี่တိုင်ဝဲကပါဟိုအနောက် မမဟုတ်ဘူးအဲ့ဒါအတိုင်းသုံးကိုမြော်ပါ